အီဂျစ်ဘောလုံးအလှနဲ့အတူစီးဆင်းလာတဲ့နှလုံးသားများအားလုံးပဲမင်္ဂလာပါအမန်ဘူဂီစကနေပြန်လဲကြိုဆိုလိုက်ပါတယ်မတ်ဆိုတဲ့အီဂျစ်ဘာသာစကားနဲ့တိုင်းပြည်နာမည်ကိုအထက်ထက်အခါကအော်ဟစ်ရင်အားပေးကြတဲ့အတန်တွေဟာအီဂျစ်လူမျိုးတွေရဲ့ရင်ခုန်သံပါပဲကမ္ဘာပလားစစ်မြင့်ထက်ကိုရောက်ရှိဖို့နှစ်ပေါင်းများစွာစောင့်ဆိုင်းခဲ့ကြရတဲ့သူတို့အတွက်တော့ဘောလုံးပွဲဟာတာမန်အားကစားတစ်ခုထက်ပိုပါတယ်လွန်ခဲ့တဲ့1989ခုနှစ်တုန်းကအယ်ဂျီးရီးယားအသင်းနဲ့ကစားခဲ့တဲ့ကမ္ဘာဖလားခြေစစ်ပွဲအဆုံးအဖြတ်မှာပရိသတ်တသိန်းကျော်ဟာတောက်ကြနေဝေပြုဆူတောင်းပွဲကိုတော့မသွားပဲပွဲကြီးစင်ပေါ်မှာတင်ဝေပြုခဲ့ကြပါတယ်ဒီဖြစ်ရပ်ကအီဂျစ်လူမျိုးတွေဘောလုံးပွဲအပေါ်ဘလောက်အထိယူသွတ်တယ်ဆိုတာကိုအထင်ရှားသက်တည်ပြနေတာပါအီဂျစ်ပရိသတ်တွေရဲ့ထူးခြားချက်ကတော့တကယ်ကိုစိတ်ခံစားမှုအရင်ပြင်းထန်ကြတာပါပဲသူတို့ဟာအာဖရိကဖလားပြိုင်ပွဲတွေမှာဘရင်တစ်ပါးလိုယုံကြည်မှုအပြည့်ရှိကြပေမဲ့ကမ္ဘာဖလားခြေစစ်ပွဲတွေရောက်လာရင်တော့အမြဲတမ်းစိုးရိမ်စိတ်တွေလွှမ်းမိုးနေတတ်ပါတယ်။ဒါဟာအာဖရိကတိုက်မှာဖလားအများဆုံးရရှိထားတဲ့ရွှေရောင်မျိုးဆက်ရှိခဲ့ဘူးပေမဲ့လည်းကမ္ဘာဖလားနဲ့ကြမှာအမြဲတမ်းကန်ခေပြီးလွဲချော်ခဲ့ရတဲ့တမိုင်းကြောင်းတွေရှိခဲ့လို့လည်းဖြစ်ပါလိမ့်မယ်။သူတို့ရဲ့အားပေးမှုပုံစံကအနိုင်ရရှိခြင်းအပေါ်မှာပဲအခြေခံထားတာဖြစ်လို့ဒီနေ့မှာအသင်းကိုအားမလို့အားရဖြစ်ပြီးဆဲဆူနေပေမဲ့နောက်ရက်မှာတော့အသက်ထက်မကပြန်လဲချစ်ပြလာကြတဲ့ရိုလာကိုစတာလိုစိတ်ခံစားမှုမျိုးဖြစ်ပါတယ်ဒီလိုမျိုးဘောလုံးပေါ်ယူသွတ်တာဟာလက်ရွေးစင်အသင်းတွေမကကိုင်ရိုမျိုးအခြေဆိုင်အဲအာလီနဲ့အဲဆာမာလဲဆိုတဲ့ထိပ်သီးကလပ်နှစ်ခုရဲ့အားပြိုင်မှုမှာလည်းအထင်ရှားမြင်တွေ့နိုင်ပါတယ်။ခွင်တွေပရိသတ်အင်အားကန့်သက်ချက်တွေဝမ်းနည်းစရာအထီးကယုံဖြစ်ရဆိုတွေရှိခဲ့မှုပေမဲ့လည်းအီဂျစ်လူမျိုးတွေရဲ့ရင်ထဲကဘောလုံးအလံတော်ကတော့ဘယ်တော့မှလဲကျမသွားခဲ့ပါဘူး။သူတို့ရဲ့နေ့စဉ်လူမှုဘဝထဲမှာတင်တော်ရုံထက်ထူးထူးခြားခြားဆွမ်းဆောင်နိုင်တဲ့သူကိုတိုက်စစ်မှုလို့တင်စားပြီး forward လို့ခေါ်ဆိုသုံးနှုန်းလိုက်အောင်ကိုဘောလုံးဟာသွေးထဲသားတဲ့အထိစီးဆင်းနေတာဖြစ်ပါတယ်။အခု2026ကမ္ဘာဖလားကြီးမှာတော့ပြည်တွင်းကပရိသတ်တွေအနေနဲ့လက်မှတ်ဈေးနှုန်းနဲ့ဗီဇာအခက်အခဲတွေကြောင့်လူကိုယ်တိုင်တွားရောက်အားပေးဖို့မလွယ်ကူပေမဲ့အမေရိကန်နဲ့ကနေဒါမြေမှာအခြေချနေထိုင်ကြတဲ့အီဂျစ်လူမျိုးတွေကတော့ခွေးလုံးပြည့်အားပေးကြအောင်ပါပါ။အီဂျစ်အသင်းဟာအုပ်စုထဲမှာဘယ်လ်ဂျီယံ၊နယူးဇီလန်အသင်းတို့နဲ့ရင်ဆိုင်ရမှာဖြစ်ပြီးသူတို့ရဲ့အော်ဟစ်တန်တွေခွေးလုံးပြည့်ထပ်မံဆူညံလာအောင်မှသိကြပါတယ်။သူတို့စီကထောက်ပေါ်လာမဲ့နှွေးထွေးပြူငါမှုတွေနဲ့ဂျိုးသားတဲ့မျောလင်းချက်အပြည့်ရှိနေတဲ့မျက်ဝန်းတွေကတခြားနိုင်ငံကပရိသတ်တွေကိုပါဆွဲဆောင်နိုင်ပါလိမ့်မယ်။ဘောလုံးပညာရှင်တွေကတော့အီဂျစ်ဘောလုံးလောကရဲ့စစ်မှန်တဲ့ဝိညာဉ်ကိုသိကျင်ကြတော့ကမ္ဘာဖလားကျင်းပမဲ့မျိုးတွေမှာရှာလို့မရပဲအီဂျစ်နိုင်ငံရဲ့ကော်ဖီဆိုင်တွေလမ်းမတွေနဲ့မျိုးနယ်အသီးသီးကကွင်းလေးတွေစီကိုတွားရောက်ခံစားကြည့်ဖို့အကြံပြုထားပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကမ္ဘာဖလားစင်မြင့်ထက်ကအီဂျစ်တင်းရဲ့ပွဲစဉ်တွေဟာပရိသတ်တန်းတရာရဲ့မျှော်လင့်ချက်တွေအိမ်မက်တွေကိုတဲဆောင်မောင်းနေတာကြောင့်ဖြစ်ပါတယ်။နှစ်ပေါင်း38နှစ်တိုင်တိုင်တရိပ်ရိပ်လောင်ခဲ့ရတဲ့မတ်ဆိုတဲ့ကြွေးကြော်တန်ကြီးဟာအခုတစ်ချိန်ကမ္ဘာဖလားမြက်ခင်းပြင်ထဲမှာဘလောက်အထိလွှမ်းမိုးသွားမလဲဆိုတာကိုတော့ရင်ခုန်သွားလဲစောင့်ကြည့်ရတော့မှာပဲဖြစ်ပါတယ်ဒီလိုအရသာရှိတဲ့30ချက်တွေကိုအမြဲတမ်းဆင်နိုင်မှု MN Bookies ကို like and follow လုပ်ထားပြီးဖို့ပြောကြရင်အဆုံးသတ်ပါရစေကျေးဇူးတင်ပါတယ်